အားလုံးမင်္ဂလာပါဆရာမက teacher trainer ဖြစ်ပါတယ်ဆရာမအစောပိုင်းဗီဒီယိုမှာ y equal to sin x graph ရဲ့ပုံစံလေးကိုရှင်းပြပေးခဲ့ပြီးပါပြီအခု y equal to a sin bx အတွက်ဆရာမတို့ 5 key point ချာနည်းကိုဆက်ပြီးတော့ရှင်းပြပေးပါမယ် y equal to a sin bx ဆိုတာ y equal to sin x ကနေပြီးတော့ y equal to a sin bx ကို transformation ဖြစ်သွားတာပါဒါဆိုရင် transformation ကိုသိရပါမယ် y equal to a sin bx ဆိုတာ y ရဲ့တန်ဖိုးကိုအရှိရ a နဲ့မြှောက်ထားပြီးဆိုရင်ဒါ vertical scale လေးမှာအခုဒီ x ရဲ့ရှေ့နားလေးမှာ b နဲ့မြှောက်ထားရဆိုသူဒီ horizontal scaling ဖြစ်ပါတယ် horizontal scaling ကိုကြတော့သတိကရပါတယ်သူရဲ့ scale factor ကြတော့ဗျာမြန်ရွရပါတယ် b နဲ့မြှောက်တယ်ဆိုရင် scale factor ဒီ 1/b ပါဒါဆိုရင်ဆရာမတို့ y equal to a sin bx အတွက် 5 key point ကိုရှာကြည့်မယ် y equal to sin x ရဲ့ coordinate ကိုဆရာမတို့က x, y ဆိုရင်y equal to a sin bx ကြတော့ x coordinate ကဘာလို့ဖြစ်သွားမလဲဆိုရင်ဒီမှာ x ရဲ့မြှောက်ဖို့ x ရဲ့ရှေ့မှာ b နဲ့မြှောက်ထားတဲ့အတွက်ကြောင့် scale factor 1/b နဲ့ဆရာမတို့မြှောက်တယ်ဆိုရင် x/b, y coordinate ကိုကြတော့ဒီမှာ y ကဒီမှာ a နဲ့မြှောက်ထားကြအောင်ဆရာမတို့က ay ဖြစ်သွားပါတယ်ဒါဆိုရင် y equal to a sin bx ရဲ့ coordinate form လေးဒီ x/b, ay လို့ဖြစ်သွားပါတယ်ဒါဆိုရင် y equal to sin x မှာရှိတဲ့ coordinate point လေးတွေကိုအစားသွင်းကြည့်ပါမယ် x တန်ဖိုး0ထည့်ရမယ်ဒါဆိုရင်0ပါဒီမှာ y တန်ဖိုး0ထည့်လိုက်တဲ့က0ပါဒါဆို 0.0 point မှာ x နေရာမှာ pi/2 ထည့်ပါမယ်ဒါဆိုရင် pi/2b, y နေရာမှာ 1 ထည့်ပါမယ်ဒီဖြစ်သွားပါပြီဒါဆို x နေရာမှာ pi ထည့်ပါမယ်pi/b, y နေရာမှာ0ထည့်ပါမယ်ဆို0ပါ x နေရာမှာ 3/2 ထည့်ပါမယ်ဒါဆိုရင် 3/2b, y နေရာမှာ -1 ထည့်လိုက်တော့ -a ရပါမယ်ဒါ x နေရာမှာ 2 pi ထည့်လိုက်တော့ 2/b ရပြီးတော့ y နေရာမှာ0ထည့်လိုက်တော့0ဆိုပြီးတော့ဒါ y equal to a sin bx အတွက် 5 key point 5ခုကိုရသွားပါပြီဒါဆိုဆရာမတို့ domain ကတော့ထုံးစံအတိုင်း sin function ရဲ့ domain ဒီ real number r ဖြစ်ပါတယ် range ကြတော့ y ဆက်တော့ y ဆက်တယ်ဒီမှာဆရာမတို့ minimum value ထွက်ထားတဲ့ -a maximum value ထွက်ထားတဲ့ a သူကစပြီးတော့ -a ကစပြီးတော့ a မှာဆုံးပါမယ်ဒါဆိုရင် -a less than equal y less than equal e ပါပြီးတော့ကကြလို့ရှိရင် sin function ရဲ့ပြီးတော့ဒီ 2π မှာ y equal to a sin bx ရဲ့ပြီးတော့ကကြတော့ horizontal scaling ဒီမှာ x ကို b နဲ့မြှောက်ထားရဲဆိုရင် b နဲ့စားရပါတယ်ဒါဆိုရင်ပြီးတော့ဒီဘာဖြစ်သွားမလဲ 2π/b ဖြစ်သွားပါမယ် amplitude ကကြတော့ a ပါဒါဆိုရင် 5 key point ရှာရေးလိုက်လို့ရပါပြီ0.0 pi/2b, a pi/b, 0 3/2b, -a 2/b, 0ပါဒီမှာဆရာမပြောချင်တာက y equal to sin x မှာလို့ပဲ y တန်ဖိုး0ထွက်တဲ့ point လေးတွေကဒါလေးတွေကို x intercept လို့ခေါ်ပါတယ်သူဒီ y တန်ဖိုး0ဖြတ်တဲ့အတွက်ကြောင့် x intercept point လေးတွေဖြတ်ပြီးတော့ y တန်ဖိုး a ထွက်တဲ့ point လေးက maximum point ဖြစ်ပြီးတော့ y တန်ဖိုး -a ထွက်တဲ့ point လေးတွေက minimum point လေးတွေဖြစ်ပါတယ်ဒါဆိုဆရာမနဲ့အတူ y equal to a sin b into x minus h plus k ဆိုတဲ့ function ကိုဆက်ပြီးတော့လေ့လာကြည့်အောင်ဒါဆိုရင် y equal to sin x ကနေပြီးတော့ y equal to a sin b x minus h plus k ဒီ vertical scaling ပါလာတယ် horizontal scaling ပါလာတယ် x minus h ဆိုတဲ့အတွက်ဒါဒီ horizontal translation လုပ်ထားတာပါအနောက်မှာ k ပေါင်းထားတာဒီ vertical translation လုပ်ထားတာပါဒါကြောင့်ဆရာမတို့ကဒီပု္ပ္ပစာတွေကိုအုပ်ဆွဲမယ် 5 key point ချမယ်ဆိုရင် transformation ကိုလည်းတတိရှာရှာလေးနားလည်ဖို့လိုပါတယ်။ဒါဆိုရင်ဆရာမတို့ဒီ y equal to sin x ကနေ y equal to a sin b into x minus h plus k ကိုပြောင်းတဲ့အတွက် coordinate point လေးတွေကိုပြောင်းကြည့်ပါမယ်။ဒါဆို x, y ကနေဘယ်လိုပြောင်းလဲသွားမလဲ။ x coordinate ကိုဒီမှာ b နဲ့မြှောက်ထားတယ်ဆိုရင် scale factor ဒီ 1/b ကြောင့် b နဲ့စားပါမယ်။ horizontal translation ဒီမှာ x ကိုနှုတ်ထားတယ် h ကိုနှုတ်ထားတယ်ဆိုရင်ဆရာမတို့ဒီမှာပေါင်းရပါတယ်အဲ့ဒါတတိကရပါမယ် horizontal translation ဒီတတိကရပါမယ် horizontal scaling ဒီတတိကရပါမယ်နောက် y coordinate ကြတော့ a နဲ့မြှောက်ထားတယ်ဆိုရင် vertical scaling a နဲ့မြှောက်ကြောင်း ay ဖြစ်သွားပြီးတော့အနောက်မှာ vertical translation k ပေါင်းထားတယ်ဒီမှာ k ပေါင်းတယ်ဆိုရင် k ပေါင်းပါမယ် k နှုတ်တယ်ဆိုရင် k နှုတ်ပါမယ်ဒါဆိုရင်ဆရာမတို့ရဲ့ coordinate point တွေကဒီလိုရပါပြီဒါဆို 0.0 point လေးနဲ့စာသွင်းကြည့်မယ် x နေရာမှာ0ထည့်လိုက်တော့0ပါဒါဆိုရင်ဆရာမတို့ကဒီမှာ h ကျန်ခဲ့မယ် y နေရာမှာ0ထည့်တော့ k coordinate point ဒီ x h, k ဖြစ်သွားပါမယ်နောက် x နေရာမှာဆရာမတို့pi/2ထည့်ပါမယ်ဒါဆိုရင်
ပိုင်း 2b, y နေရာမှာ1ထည့်လိုက်ပါမယ်။ဒါဆိုတော့ a plus b ရပါမယ်။နောက် x နေရာမှာပိုင်းထည့်လိုက်တော့ပိုင်း b plus h, ဒီမှာ y နေရာမှာ0ထည့်လိုက်တော့ k ရပါမယ်။ဒီမှာဆရာမတို့ကပိုင်း 2, နဲ့ sorry ပါဒီမှာပိုင်း 2 x နေရာမှာပိုင်းထည့်လိုက်ပိုင်း 2ထည့်တော့ပိုင်း 2b ဒီမှာဆရာမတို့ plus h ဒါသတိကပ်ရပါမယ်အများနဲ့မှားတတ်ပါတယ်သတိကပ်ရပါမယ်နောက်3ပိုင်း 2ထည့်တော့ဆရာမတို့က3ပိုင်း 2b plus h, y နေရာမှာ -1 ထည့်လိုက်တော့ -a plus k ပါ x နေရာမှာ2ပိုင်းထည့်ပါမယ်ဒါဆိုရင်2ပိုင်း b plus h, y နေရာမှာ0ထည့်လိုက်တော့ဆရာမတို့ k ဆိုပြီးတော့ရပါတယ်ဒါဆိုရင် bit line ဆရာမတို့ပြောင်းသွားပါပြီဒီမှာ vertical translation k ပေါင်းထားတဲ့အတွက်ကြောင့်ဆရာမတို့ဒီအရင်တော့က y equal to bit line က y equal to sin x function တွေမှာအနောက်မှာ vertical translation လုပ်ထားခြင်းမရှိတဲ့အတွက်ကြောင့် bit line ဒီ0ရှာမြေးလို့ရပါတယ်ဒီမှာ bit line y equal to k လို့ရေးရပါမယ် domain ကတော့ထုံးစံအတိုင်း r ပါ range ကကြရင်ဆရာမတို့ဒီမှာ the set of y စတဲ့ y စတဲ့ minimum value ထွက်တယ် -a plus k less than equal y less than equal maximum value က y တန်မို့ a plus k ဒါဒီ range ပါပြီးတော့ကကြလို့ရှိရင်ဆရာမတို့က2ပိုင်းဒီမှာ horizontal scaling လုပ်ထားတဲ့ b နဲ့ထပ်စားတော့ဆရာမတို့က2ပိုင်း b ဖြစ်ပါတယ် amplitude ကကြတော့ a ပါဒါဆိုရင် 5 point ဒီ9 point ကိုခြာရေးလိုက်ရင်ရပါပြီဒါဆို h, k ပိုင်း 2b plus h, a plus k ပိုင်း b plus h, k 3ပိုင်း 2b plus h, minus a plus k နဲ့နောက်တစ်ပိုင်းကကြတော့2ပိုင်း b plus h, k ဆိုပြီးတော့ 5 point ရသွားပါပြီ။ဆရာမတို့ကဒါလေးတွေကိုလေ့ကျင့်ထားမှဒါ a တွေ b တွေ h တွေ k တွေအရာမှာဆရာမတို့ constant လေးတွေကိန်းဂဏန်းလေးတွေနဲ့လာပြီးဆိုရင်ဆရာမတို့ကဒီ function တွေကို graph ဆွဲတတ်မှာ 5 point ကိုခြာတတ်မှာဖြစ်တယ်5 point ခြာတတ်မှဒါ graph ဆွဲတတ်မှာဖြစ်ပါတယ်။နောက်နေ့ဆရာမကဏ္ဍလေးတွေအစားသွင်းပြီးတော့ဆက်ပြီးတော့တွက်ပြပါဦးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။